ညီငယ်ညီမငယ်တို့အားလုံးပဲမင်္ဂလာပါမြန်မာ Kids Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့တော့ညီငယ်ညီမငယ်လေးတို့အတွက်ဘ ഹു တုဒရစေမဲ့ပုံမြင်လေးတစ်ပုဒ်ဖြစ်တဲ့လိမ္မာပါဏသမိမဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်မြန်မာ Kids Story ကနေနေ့စဉ်တင်ဆက်ပေးနေတဲ့ပုံမြင်လေးတွေကိုနေ့စဉ်နားထောင်ဖို့အတွက် Subscribe button လေးကိုနှိပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ပေးထားပါအောင်နော်ကဲပုံမြင်လေးကိုဆက်လိုက်ရအောင်ပါတခါတော့ကဘိုင်ယနတိပြီးပြမနာမင်းကြီးအုပ်ချုပ်စဉ်ကာလနေဆက်ကြေးရလေးတွေမှာခိုးသားဓမြတွေတောင်းကျမ်းနေလို့ဘရင်စစ်တဲ့တော်တွေကိုလွတ်ပြီးနေနေစေခဲ့ပါတယ်ခိုးသားဓမြတွေဟာဘရင်စစ်တဲ့တွေလာမယ်ဆိုတာကြားကြတဲ့ကအာလွန်တော်တဲ့ပြေးဝေခုံအောင်သွားကြပါတော့တယ်ဘရင်စစ်တဲ့တော်တွေရောက်လာတော့ဘယ်ခိုးသားဓမြမှမတွေ့ရတော့ပါဘူးဒီတိုင်းပြန်သွားရင်လေမင်းပြည့်မင်းတဲ့တင့်မှာဆိုတော့စစ်တဲ့တွေဟာနေစားစနပုတ်လေးတစ်ခုမှလေလုတ်ကိုင်းခုန်နေတဲ့မိသားစုကိုအကြောင်းချပြီးဖန်ဆီးလိုက်ကြပါတယ်ယောက်ျားကြီးတစ်ယောက်လူလပိုင်းတစ်ယောက်လူငယ်လေးတစ်ယောက်နဲ့မိန်းမတစ်ယောက်မိန်းမကိုတော့မဖမ်းဘူးကြံ၃ယောက်စလုံးကိုတုံအောင်ဖမ်းဆီးပြီးမင်းနေပြည်ကိုခေါ်ဆောင်သွားပါတော့တယ်မိန်းမကငိုရိုတောင်းပန်မိမဲ့မရပါဘူးခိုးသားဓမြတွေအကြောင်းပြု၍ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်စစ်တဲ့တော်တို့ဖမ်းဆီးခဲ့သူများနဲ့လူကြီးကတော့သူ၏လင်ယောက်ျားဖြစ်တယ်လူလမှာသူမ၏မောင်ငယ်ဖြစ်ပြီးလူငယ်လေးမှာသူမ၏သားဖြစ်ပါတယ်မတရားခံခဲ့ရတဲ့မိန်းမဟာမကျေနပ်နိုင်လို့မင်းနေပြည်ကိုတက်လိုက်သွားပြီးနန်းရင်ပြင်ကဟစ်တိုင်မှာစီကြီးကိုထုပြီးအောက်ပါအတိုင်းဟစ်ကြွေးနေတော့တာပေါ့ကျွန်တော်မျိုးမကိုအဝတ်ပေးတော်မူပါဖေဟာတစားစားဟစ်ကြွေးနေတဲ့ကိုကြားတော့ဘရင်မင်းတရားကအမတ်တွေလွတ်ပြီးအဝတ်တွေပေးခိုင်းလိုက်ပါတယ်ဒီလိုပေးပြန်တော့လည်းမဟုတ်သေးပဲအောက်ပါအတိုင်းပြန်ပြောပါတယ်ကျွန်တော်မျိုးမလိုချင်တာဒီအဝတ်တွေမဟုတ်ပါဘူးလင်ယောက်ျားဆိုတဲ့အဝတ်ကိုတောင်းခံနေတာဖြစ်ပါတယ်ဘိုးဘိုးတို့မိမငယ်ရဲ့စကားကအဆန်းဖြစ်နေတော့ငယ်ရင်မြင့်တဲ့ဘိုးဘိုးတော်လိုက်မမိနိုင်ဘူးဖြစ်နေတယ်နောက်ဆုံးမင်းကြီးကိုယ်တိုင်ရောက်လာပြီးမင်းယူရတော့တယ်တင်ပါကိုဆိုလိုတာလည်းအမိငယ်ဒီတော့မှမိမငယ်ကမင်းကြီးကိုအောက်ပါအတိုင်းရှင်းလင်းပြောကြပါတော့တယ်မာလာပါရှင်မင်းကြီးမိရီတို့မြည်ဒီမှာတည်ငြိမ်နေလို့မတင့်တယ်စီးသင်းနေမှသာတင့်တယ်ပါတယ်တိုင်းပြည်တစ်ပြည်မှာလဲအုတ်ချုပ်မဲ့ဘရင်မရှိလီမဖြစ်ဘရင်ရှိမှပြည့်စုံပါတယ်ဒီလိုပါပဲကျွန်တော်မျိုးမတဲ့မိမသားတွေဘဝမှာလဲမောင်တကြိတ်ပင်ရှိလင်ကစားလင်တယောက်မှမရှိလင်အဝတ်မဲ့တလွန်လွန်ကြုံမှုမရှိပါဖေဟာသူဖြစ်ပါ၍လင်ယောက်ျားဆိုသည့်အဝတ်ကိုတောင်းဆိုနေရခြင်းဖြစ်ပါတယ်ဖေဟာအိမ်ကောင်းလေစွာကောင်းလေစွာဒါနဲ့အမိငယ်ကိုငါကဘယ်လင်ကိုရှာပေးစားရမှာလဲဘရင်ကိုလင်တက်ရှာခိုင်းတာနင်တယောက်ပဲတွေ့ဘူးသေးတယ်ညံလိုက်မမီတဲ့ဘရင်ကိုမိမငယ်ကအဖြစ်မှန်နေရှင်းပြလိုက်ပါတယ်ဒီတော့မှဘရင်ဟာအပြစ်မရှိဘဲဖမ်းဆီးခံခဲ့ရတဲ့လူ၃ယောက်အကြောင်းကိုသိသွားပါတော့တယ်ဒါပေမဲ့ဒီမိမငယ်ရဲ့ညံကိုစမ်းသပ်ချင်သေးတာနဲ့အမတ်များနဲ့တိုင်ပင်ပြီးအမိန့်တော်တစ်ခုချမှတ်လိုက်ပါတယ်ဒီမှာအမိငယ်ငါမင်းကြီးအနေနဲ့အပြစ်သား၃ယောက်စလုံးတော့လွတ်မပေးနိုင်ဘူးဒီအထက်ကတယောက်ကိုပဲလွတ်ပေးနိုင်မယ်ဒါကြောင့်ဘယ်တယောက်ကိုတင်တောင်းဆိုမလဲထိုအခါမိမငယ်ကမဆိုင်မတွပင်လွတ်ပေးနိုင်မယ်ဆိုရင်လည်းအကုန်လွတ်ပေးတော်မူပါဖေဟာတယောက်တည်းကိုပဲလွတ်ပေးနိုင်မယ်ဆိုရင်တော့ကျွန်တော်မျိုးမအိမ်မောင်ငယ်ကိုသာလွတ်ပေးတော်မူပါအရှင်မင်းကြီးမိမငယ်ဤစကားကြောင့်မင်းကြီးအံ့အားသင့်ကခုနကတော့လင်ယောက်ျားဝတ်ကိုတောင်းဆိုခဲ့တယ်အခုတယောက်ပဲရွေးရမယ်ဆိုပြန်တော့မောင်ငယ်ဖြစ်သွားပြန်ရောအပြောင်းလဲမြန်လာကြည်လာမိရဲ့ဒီလိုရှိပါလေရှင်မင်းကြီးကျွန်တော်မျိုးမဟာငငယ်ရွယ်ရွယ်ပဲရှိသေးသည့်အတွက်လင်ယောက်ျားတယောက်ကိုအချိန်မရွေးထရွေယူနိုင်တယ်လို့သားသမီးလည်းထယူလို့ရနိုင်ပါသေးတယ်ဖေဟာမောင်ငယ်ကတော့တမိပေါက်အထိတယောက်သာရှိတာမို့နောက်ထပ်မောင်စာမရှိနိုင်တော့သည့်အတွက်မောင်ငယ်ကိုရွေးချယ်ရခြင်းဖြစ်ပါတယ်ဖေဟာမိမငယ်ဤအဖြစ်စကားကိုမင်းကြီးသဘောကျတော်မူသွားပါတယ်ပညာဉာဏ်ထက်မြက်လှပပေတဲ့အမိတိမိသားစုမှာတကယ်အပြစ်မရှိတာကိုလည်းငါကိုယ်တော်ယုံကြည်ခန့်မှန်းမိပါတယ်ဒါကြောင့်အားလုံးကိုလွတ်ပေးလိုက်ပါတော့မယ်ဟုအမိန့်တော်ရှိကစုတော်ဝင်များနေတကွ၃ယောက်စလုံးကိုလွတ်ပေးလိုက်ပါတော့တယ်ဒီဇလန်အရမိမတယောက်ရဲ့တကယ်လိမ္မာပါနတ်တဲ့ဆိုတာအဖိုးမဖျက်နိုင်တဲ့ဉာဏ်ပညာထက်မြက်မှုဆိုလိုတာကိုတွေ့မြင်နိုင်မှာပါဉာဏ်ပညာပြည့်စုံတဲ့မိမတယောက်ဟာဉာဏ်အမြင်နဲ့အရာရာကိုဆင်ခြင်သုံးသပ်နိုင်လိမ့်မယ်ဝေဖန်ပိုင်းခြားနိုင်မယ်အကောင်းနဲ့အဆိုးခွဲခြားဆုံးဖြတ်နိုင်မယ်ဒီလိုမိမမျိုးဟာကိုကျင့်တရားနဲ့ပတ်သက်လို့လည်းအလိုလိုစိတ်ချနေရမှာပဲဖြစ်ပါတယ်အဆအဆအရာရာဝေဖန်ပိုင်းခြားနိုင်ပြီးဆင်ခြင်သုံးသပ်နိုင်သောအမျိုးသမီးကောင်းများဖြစ်ကြဖို့စာဖတ်ခြင်းဖြင့်လိမ္မာပါဏမှုကိုရယူပါလိမ္မာပါဏသောအမျိုးသမီးများပေါ်ပေါက်ထွန်းကားနိုင်ပါစေလို့ဆန္ဒပြုပါတယ်
ပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းညီငယ်ညီမငယ်တို့အတွက်ဘုသူဒ္ဓရရှိမဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပါဦးနော်